အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရှေ့ဗီဒီယိုမှာပေါ့နော်ရှေ့ဗီဒီယိုမှာရေးဆွဲလက်စားပေါ့နော်ဒီ AWS platform လေးကိုဆက်ပြီးတော့ရေးဆွဲသွားမှာပဲဖြစ်ပါတယ်ရှေ့ဗီဒီယိုမှာတော့ဒီ net bar လေးကတော့ပြီးသွားပြီပေါ့နော်အဲ့တော့နောက် channel ပိုင်းလေးကိုဆက်ပြီးတော့ရေးဆွဲပါမယ်ကိုယ့်ရဲ့ Figma account ကို login ဝင်ထားရပါမယ်เนาะနောက်တစ်ခုကဒီ AWS platform ကိုဒါခေါ်ထားပါကိုယ့်ရဲ့ browser ကနေပေါ့နော်အဲ့တော့ရှေ့ဗီဒီယိုမှာဒီအပေါ်က net bar လေးပြီးသွားပြီအောက်မှာဆိုလို့ရှိရင်ဒီမှာ cut slider လို့လည်းခေါ်တယ်ပေါ့နော်သူကို slider လေးပေါ့နော် cut slider ပေါ့နော်ဒီ slider လေးကိုဆက်ပြီးတော့ရေးဆွဲသွားမှာပဲဖြစ်ပါတယ်သူကိုcarousel လို့လည်းခေါ်ပါတယ်เนาะတော့ကြနေcarousel လို့ပြောလို့ရှိရင်slider မှမသိမှာဆိုလို့ပေါ့နော်အခေါ်ရောအမျိုးမျိုးသိထားတော့ဘယ်လိုပဲခေါ်ပေါ့နော်ကိုကဒီ slider မှတန်းပြီးတော့ကိုကသိအောင်လို့ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာကတ်ကပေါ့နော်ဒီမှာအောက်မှာဆိုလို့ရှိရင်1 to 5 1မြေဆောင်5ပေါ့နော်ဒါကပုံ9ပုံရှိတယ်ပုံ9ပုံမှာဒါပထမဆုံးပုံကိုဒါပြသနေရဆိုရဲသဘောပဲဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင် next cloud ပေါ့နော်ဒါကright angle လေးပေါ့နော်ဒါကို next အနေနဲ့ပေါ့နော်ဒါကအသုံးပြုထားတာပဲဖြစ်ပါတယ်ဒါကတော့ previous photo အနေနဲ့အသုံးပြုထားတာပဲဖြစ်ပါတယ်သူ့ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်2မြင်းဆောင်5ဆိုပြီးဖြစ်သွားမှာပဲဖြစ်ပါတယ်เนาะဒီ previous ကိုနှိပ်မယ်ဆိုလို့ရှိရင်1မြင်းဆောင်5ဆိုပြီးတော့ဖြစ်သွားမှာပဲဖြစ်ပါတယ်เนาะဒီမှာပုံ5ခုဟုတ်လားမဟုတ်လားတစ်ချက်ကြည့်ပါမယ်เนาะဒီเนาะ9 by 5ဖြစ်သွားပြီးရင်1 by 5ပြန်ဖြစ်သွားပါမယ်เนาะသူက9ပုံမှာအဲ့တော့တစ်ချက်တတိပြုရမှာပေါ့နော်ဒီ1ကို previous ပေးလိုက်တယ်ဆိုလို့ရှိရင်5ဖြစ်သွားမယ်ပေါ့နော်ဒီမှာနော်5ဖြစ်သွားပါတယ်အဲ့တော့ဒီ cut 1ရဲ့เนาะဘယ်ဘက်နဲ့ညာဘက်မှာဆိုလို့ရှိရင် cut 5နဲ့ cut 2နဲ့ရှိပါတယ်အဲ့ဒီ cut 5နဲ့ cut 2ဒီ cut 1လောက်မကြီးဘူးပေါ့နော်ဒီမှာနည်းနည်းသေးထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီပုံစံတိုင်းထပ်ပြီးတော့ဖန်တီးရပါမယ်နောက်တစ်ခုကဒီ cut ကိုပေါ့နော်ဟိုပါတင်လိုက်တယ်ဆိုလို့ရှိရင်နောက်မှာ effect ပေါ့နော် effect လေးပေါ့နော်ပန်းရောင်လေးပေါ့နော်ပန်းရောင် effect လေးပါပါတယ်ပြီးရင်နောက်တစ်ခုကဒီအောက်မှာเนาะဒီအောက်မှာဒါလေးဒီညာလေးကိုသေချာကြည့်ပေးထားပါเนาะအခုကဟိုပါတင်လိုက်လို့ဒီ register for free ဆိုပြီးမြားလေးနဲ့ပေါ်နေတာเนาะဒီဟိုပါကိုသာလွတ်လိုက်မယ်ဆိုလို့ရှိရင်ဒီမြားလေးတစ်ခုလည်းပေါ်နေမှာပဲဖြစ်ပါတယ်เนาะဒီမှာเนาะဟိုပါကိုလွတ်လိုက်ပါမယ်เนาะအဲ့တော့ဒီတိုင်းလေးလည်းထပ်ပြီးတော့ဖန်တီးရပါမယ်เนาะအဲ့တော့နောက်တစ်ခုပြောချင်တာကဒီနောက်ခံ background ပေါ့နော်ဒီကတ်ရဲ့နောက်ခံ background ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်သူက gradient color ကိုသုံးထားတယ်ပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်မယမ်းပြပေါ့နော်မယမ်းပြသုံးထားပြီးအပေါ်မှာကအပြာဖြော်လေးသုံးထားပါတယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင်ဒါဒါဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒါ 3D လိုပုံစံလေးပေါ့နော် 3D လိုပုံစံဒီအကွေးလေးတွေပေါ့နော်ဒါကပေါ့နော်ဒီ Figma မှာဆိုလို့ရှိရင်အခုပေါ့နော်ဖန်တီးလို့ရရင်လည်းဒါဖန်တီးပါပေါ့နော်ဒီမှာတော့ထည့်ပြီးတော့ဖန်တီးမပြတော့ပါဘူးတကယ် UI UX designer တွေလုံးမဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါကိုကပေါ့နော်ကျွမ်းကျွမ်းကျင်ကျင် Figma ကိုအသုံးပြုတတ်ဖို့လိုအပ်ပါတယ်เนาะတခုရှိတာကပေါ့နော်ဒီနောက်ခံဒီ background ပေါ့နော်ဒီပုံလေးတွေဒီဒါ graphic designer ကပေါ့နော်ဒီရေးဆွဲရတာလားပေါ့နော်ဒါကိုတော့သိချာမသိတာဖြစ်တဲ့အတွက်ဒီ video project တွေပေါ့နော်ရေးနေတဲ့တကယ်လုပ်ငန်းခွင်ဝင်နေတဲ့သူတွေစီမှာဒါဆက်ပြီးတော့လေ့လာသင်ပါတယ်เนาะဒါက graphic designer အပိုင်းဆိုလို့ရှိရင်လည်းကိုကဒါရေးဆွဲစရာမလိုတော့ဘူးပေါ့နော်တကယ်လို့ကိုကရေးဆွဲဖို့လိုတယ်ဆိုလို့ရှိရင်လည်းဒီ Figma မှာပေါ့နော် Figma မှာpage အသစ်နဲ့ခေါ်ပြီးတော့ရေးဆွဲပြီးလို့ရှိရင်ဒီအောက်မှာ export ဆိုပြီးရှိပါတယ်အဲ့ဒီ export မှာ JPEG ပေါ့နော် image အနေနဲ့ JPEG တို့ PNG တို့ file format တွေရှိပါတယ်เนาะအဲ့ဒီ format နဲ့ထုတ်ပြီးတော့ကိုယ့်ရဲ့ဒီ project ထဲမှာ insert လုပ်လို့ရပါတယ်เนาะသူ့ကိုဒီ Figma ရဲ့ဒီကို project ရဲ့အပြင်မှာဖန်တီးလို့ရရင်ဖန်တီးပါအကယ်၍အဲ့လိုမျိုးဒီ Figma မှာဒီပုံကိုဖန်တီးလို့မရဘူးဆိုလို့ရှိရင်တခြားသော graphic design tool တွေကိုအသုံးပြုပြီးတော့ဖန်တီးရမှာပဲဖြစ်ပါတယ်เนาะဒီဗီဒီယိုမှာတော့ဒါလေးကိုထည့်ပြီးတော့မပြောတော့ပါဘူးเนาะဖန်တီးပြတော့ပါဘူးအဲ့တော့ဒီနောက်က gradient color လေးကိုရေးဆွဲပါမယ်เนาะအဲ့တော့ cut အရေးယူရပါမယ်เนาะ cut ယူမယ်ဆိုလို့ရှိရင်တစ်ခုကဘာရှိရလဲဆိုလို့ရှိရင်ဒီ cut ရဲ့အရွယ်အစားပေါ့เนาะအရွယ်အစားကိုကနှိုင်းရှင်လို့ရအောင်လို့ပေါ့เนาะဒီကိုယ့်ရဲ့ဒီ project ထဲမှာပဲ cut ကို cut ကိုယူလိုက်ပါမယ်เนาะအဲ့တော့ဒီအောက်မှာ frame ဆိုတာရှိပါတယ်အဲ့ဒီ frame ကိုတစ်ချက်နှိပ်ပါပြီးရင်ဒီ frame လေးကိုလိုတလောက်ဆွဲလိုက်ပါเนาะနော် frame ကအဖြူအောက်ကလည်းပေါ့နော်ဒီ project ကလည်းအဖြူဖြစ်နေတဲ့အတွက်ဒီ frame ကိုအမဲရောင်လေးခဏပြောင်းလိုက်ပါမယ်နော်
ဒါဆိုလို့ရှိရင်တော့ width ကဒီဘက်ဘေးမှာဆိုလို့ရှိရင်ညာဘက်မှာဆိုရင် cut 2လာမယ်ဘယ်ဘက်မှာဆိုလို့ရှိရင် cut 5လာမယ်ပေါ့နော် cut 5လာမှာဖြစ်တဲ့အတွက် width ကိုတော့ဒီလောက်ပဲထားလိုက်ပါမယ်နော်ဒီတစ်ခုကပေါ့နော်ဒီ height ပေါ့နော် height ကိုကကြည့်ရမှာပေါ့နော်ဒီ height ကဒါဆိုလို့ရှိရင်ဒီ AW website မှာဆိုလို့ရှိရင်ဝင်ချင်းမှာမြင်ရတဲ့ဒါအနေထားပေါ့နော်ဒီဝင်ချင်းမှာဆိုလို့ရှိရင်ဒီမှာ April 10ဆိုပြီးတော့ပေါ့နော်ဒီကက်ကမပြီးသေးဘူးပေါ့နော်သူ့ကို score ဆွဲလိုက်မှသာကက်ကပေါ့နော်အစဆုံးမြင်ရတာပေါ့နော်ဒါတော့သူဒီအပေါ်ကနက်ပါအောက်ကိုဝင်သွားတယ်ပေါ့နော်အဲ့တော့ဒီ Figma မှာတော့ဒီနက်ပါအောက်ကိုတော့ဝင်သွားမှာတော့မဟုတ်ပါဘူးနော်အဲ့တော့ဒီတကယ်ပေါ့နော်ဒီကုန်တင်နေရေးတဲ့ခါမှာတော့ဒီ front-end developer တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါရေးဆွဲလို့ရပါတယ်เนาะဒီနံပါတ်ရဲ့အောက်ကိုဒီ cat ကလေးပေါ့နော်ဝင်သွားတဲ့ပုံစံရေးဆွဲလို့ရမှာပဲဖြစ်ပါတယ် Figma မှာတော့ဒီအောက်ကိုတော့ဝင်သွားမှာမဟုတ်ဘူးပေါ့နော်ဒီ cat အတိုင်းလေးတော့ရှိနေမှာပဲဖြစ်ပါတယ်အဲ့တော့နော်သူ့ရဲ့ height ပေါ့နော် height ကိုနည်းနည်းကြည့်ပါမယ်နော် height ကဒီလောက်နဲ့အဆင်ပြေလားဆိုတာကိုကမှန်းလို့မရပါဘူးအဲ့တော့ prototype application အနေနဲ့ကြည့်ပြီးတော့ပဲမှန်းလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဘာလို့မလဲဆိုလို့ရှိရင် prototype အနေနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်နော်အဲ့တော့ AWS ကိုဆက်လက်ပေးထားပါပြီးရင်ဒီမှာနော် present ဆိုတာကိုတစ်ချက်နှိပ်ပါဒါကတော့ desktop site ဖြစ်တဲ့အတွက်ပေါ့နော် width ကို face width ထားလိုက်ပါမယ်နော်width ကတော့ဒီဘက်ကနှစ်ခုလောက်မှဖြစ်တဲ့အတွက်ထားလိုက်ပါမယ် height ကနည်းနည်းသေးနေသလိုခံစားရတယ်ပေါ့နော်အဲ့တော့ height ကိုနည်းနည်းလေးကြီးလိုက်ပါမယ်နော်အဲ့တော့ prototype ကိုပြန်ပိတ်လိုက်ပါမယ် height ကိုနည်းနည်းကြီးလိုက်ပါမယ်နော်ဒီလောက်ထားလိုက်ပါမယ်ဒါကဒီကို width နဲ့ height နဲ့ကိုသိအောင်လို့ဒီ Megan project ထဲမှာရေးတာပေါ့နော်ကိုက component အနေနဲ့သူ့ကို create လုပ်ရမှာဖြစ်တဲ့အတွက် component တွေ create လုပ်တဲ့နေရာကိုသူ့ကိုပို့ရပါမယ်နော်အပေါ်မှာအရင်တစ်ပတ်က create လုပ်ခဲ့တဲ့နော် component တွေရှိတဲ့နေရာကိုသွားပါနော်ဒါဆိုရင်တော့တစုတစည်းတည်းပေါ့နော်ကိုကတခုခု application ကို upgrade လုပ်ရှင်တာပဲဖြစ်ဖြစ် update လုပ်ရှင်တာပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်ကိုကပေါ့နော်ဘယ်နေရာမှာရှိရဆိုတော့ကိုကပေါ့နော်တသက်ရလေးလုပ်ထားတာဖြစ်တဲ့အတွက်ကိုရှာရတာလည်းလွယ်တယ်เนาะအဲ့တော့အချိန်ကုန်လည်းတက်တာတယ်လူပင်မလည်းတက်တာတယ်ပေါ့နော်ဒါဆိုရင်သိတာတဲ့အပေါ် first line နေတာ number first line ဒါဒီ second number first number line ပေါ့နော်အဲ့တော့ဒါဒီအောက်ကเนาะ slider ဘိုင်းပေါ့နော်အဲ့တော့အခုလိုမျိုးလေးခွဲခြားပြီးတော့ရေးထားသင့်ပါတယ်เนาะတခုထပ်ပြီးတော့ပြောချင်တာကပေါ့နော်ဒီ AWS site မှာဆိုလို့ရှိရင်အရင်တစ်ပတ်ကပေါ့နော်ရေးဆွဲခဲ့တဲ့အချိန်မှာဒီ product ပေါ့နော် product ဆိုတဲ့အကြောင်းအရာလေး product ရဲ့ overlay လေးကိုရေးဆွဲပြခဲ့ပါတယ်เนาะဒီ product ရဲ့ overlay ကိုရေးဆွဲတတ်တယ်ဆိုလို့ရှိရင်ဒီဘက်က solution တို့ pricing အစရှိသဖြင့်ဒီ documentation အစရှိရဲပေါ့နော်ဒီတစ်ခုချင်းစီရဲ့ပေါ့နော်ဒီအကြောင်းအရာတစ်ခုချင်းစီရဲ့ overlay တွေကိုလည်းရေးဆွဲတတ်မှာပဲဖြစ်ပါတယ်เนาะဒါဆိုရင်ပုံလေးတွေကိုက insert လုပ်ပြီးထည့်လို့ရတယ်တခုအခက်အခဲရှိတာကဒီ product ကိုကခုလိုမျိုး hover တင်လိုက်ရင်ဒီ over လေးကျလာတယ်ပေါ့နော်အဲ့ဒီမှာထပ်ပြီးကိုကသွားလိုက်မယ်เนาะဒီမှာ analytic ကိုသွားလိုက်မယ်ဆိုလို့ရှိရင်ဒီ analytic နဲ့ဆိုင်တဲ့အကြောင်းအရာပြောင်းသွားတယ်ပေါ့နော်ဒီ application integration ကိုhover တင်လိုက်တယ်ဆိုရင်လည်း application integration နဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေပြောင်းသွားတယ်ပေါ့နော်အဲ့တော့တခုသိထားမှာကအခုပေါ့နော်ဒီလောက်ပြတဲ့နီလန်းဒီဘာအဆင်မပြေဘူးလဲဆိုလို့ရှိရင်ဒီအောက်ကပေါ့နော်ဒီ analytic အတွက်တို့ဒီအောက်က application integration အစရှိသဖြင့်ဒီအောက်ကအကုန်လုံးအတွက်ကို prototype application အနေနဲ့ပေါ့နော်ချိတ်ဆက်လို့မရပါဘူးတခုရှိတာကပေါ့နော်ကိုယ့်ရဲ့ front-end developer ကိုကဒီ framework အနေနဲ့ပဲပေါ့နော်ရေးဆွဲပြလို့ရမှာပဲဖြစ်ပါတယ် prototype အနေနဲ့ချိတ်ဆက်လို့မရဘူးပေါ့နော်မရတာဖြစ်တဲ့အတွက်ကိုကဒီ framework အနေနဲ့ပဲရေးဆွဲလို့ရတယ်ဆိုတဲ့အကြောင်းကိုထည့်ပြီးတော့ပေါ့နော်ဒါ sharing လုပ်ပေးတာပဲဖြစ်ပါတယ်နော်ဒါလေးကိုလှုပ်လို့ပြောလို့လှုပ်လို့မရဘူးဆိုပြီးတော့ဖြစ်မှာဆိုလို့ပါတခါလေးထည့်ပြောထားတာပေါ့နော်ဒီဘက်ကဟာကြီးကတော့လှုပ်လို့ရတယ်နော်ဒီမရတာဆိုလို့ဒီဘက်ကအပိုင်းပေါ့နော်ဒီဟာလေးတွေဒီ analytic ဆိုရင်ဒီဘက်ကပြောင်းသွားတဲ့ဒီအပိုင်းလေးတွေပေါ့နော်ဒါကိုတော့ကိုကဒီ Figma မှာမရတာဖြစ်တဲ့အတွက်ဘာလို့ရမလဲဆိုလို့ရှိရင်ကိုက framework အနေနဲ့ပေါ့နော် framework အနေနဲ့တော့ရေးဆွဲပေးရမှာပဲဖြစ်ပါတယ်ဒီတစ်နေ့နဲ့တစ်နေ့ပေါ့နော်ဒီ Figma ကပေါ့နော်ဒီမတူတော့ဘူးပေါ့နော်သူ့ရဲ့ application ကို upgrade တွေထပ်ပြီးတော့လုပ်လာတယ်ပေါ့နော်
upgrade တွေထပ်ပြီးလုပ်လာတာဖြစ်တဲ့အတွက်နောက်ပိုင်းပေါ့နော်ဒီရှိတ်ဆက်လို့ရကျင်လဲရလာမယ်ပေါ့နော်ဒါမှမဟုတ်ပဲ Figma ကပဲရပြီးတော့ပေါ့နော်ဒါတခြားသောနီးလန်းပေါ့နော်တခြားသောနီးလန်းရှိတာလားပေါ့နော်ဒါမျိုးလေးလည်းရှိပါတယ်ပေါ့နော်အဲ့တော့ကိုကထပ်ပြီးတော့လေ့လာဖို့လိုအပ်ပါတယ်နော်တနေ့ကဒီ Figma application ကမတူပါဘူးเนาะအရင်2022ကနဲ့အခု2024-25မှာเนาะဒီဘက်ကဒီ content တွေကအစပေါ့เนาะဒီဘက်ဒီ right side bar မှာရှိရဲပေါ့เนาะဒီအကြောင်းအရာလေးတွေကအစမတူတော့ပါဘူးเนาะတနေ့နဲ့တနေ့ကမတူတော့တာဖြစ်တဲ့အတွက်နောက်ပိုင်း upgrade လုပ်လို့ပေါ့เนาะရလာခြင်းလည်းရလာပါလိမ့်မယ်เนาะအဲ့လိုမှမဟုတ်ပဲတခြားသောနီးလန်းနဲ့လည်းရတာလည်းဖြစ်နိုင်ပါတယ်เนาะအဲ့တော့ UI UX designer လုပ်မဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါကိုเนาะထဲထဲဝင်လေ့လာသင့်ပါတယ်เนาะအဲ့တော့ slider လေးကိုစပြီးတော့ရေးဆွဲပါမယ်เนาะ slider ရဲ့အရောင်ဒီ gradient color ပေါ့เนาะအဲ့တော့ gradient color ကိုယူလိုက်ပါမယ် first line ဒီအပြာရောင်ပေါ့เนาะအပြာရောင် second ဒီမယမ်းအပြာမယမ်းပေါ့เนาะဒီတိုင်းလေးပဲထားလိုက်တော့ပါမယ်เนาะတိတ်ပြီးတော့အရောင်တွေရွေးနေရင်ကြာမှာစိုးလို့ပါเนาะเนาะဒီမှာဆိုလို့ရှိရင်เนาะအပြာနူးအောက်ကခရမ်းပြာပေါ့เนาะနောက်တစ်ခုကစာတွေပါတယ်ပေါ့เนาะဒီစာတွေကိုကအရင်ကွန်မိုးနဲ့နေ create လုပ်တော့ကပေါ့เนาะဒီဖောင့်တွေဒီဖောင့်တွေကိုပြန်သုံးလို့ရလားပေါ့เนาะမှတ်မိလားတော့မသိပါဘူးအရင်ဒီကွန်မိုးနဲ့ပေါ့เนาะကွန်မိုးနဲ့တေးဝင်းဆိုတဲ့တဲမှာဒါ create လုပ်ထားတာရှိရပေါ့เนาะဒီမှာတစ်ချက်ဝင်ကြည့်လိုက်ပါဒီမှာเนาะ test တွေ font size တွေမှာအများကြီးဒါဆိုလို့ရှိရင်ယူသုံးလို့ရတယ်ပေါ့เนาะဒါဆိုရင်ယူသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့တခုတတိထားရမှာကသူ့ကိုတစ်ချက်ကြည့်လိုက်ပါသူဒီဘိုးတွေပါတယ်ပေါ့နော်ဘိုးတွေပါတာဖြစ်တဲ့အတွက်သူဒီဒါရိုးပေါ့နော်ရိုးဘိုး regular ပေါ့နော် regular အနေနဲ့ဒါရေးဆွဲထားတာပေါ့နော်အဲ့ဒီအတွက်သူ့ကိုယ့်ရဲ့ project ထဲမှာ regular အနေနဲ့ပဲပေါ့နော်သုံးလို့ရမှာပဲဖြစ်ပါတယ်ဘိုးအနေနဲ့အသုံးပြုခြင်းတယ်ဆိုလို့ရှိရင်တော့နောက်ထပ် font size နော်နောက်ထပ် font size ဘိုးဆိုပြီးကိုကတက် create ထပ်လုပ်ရမှာပဲဖြစ်ပါတယ်နော်ဘိုးလုပ်ထားတဲ့font size ပေါ့နော်ဘိုးလုပ်ထားတဲ့ font size ဆိုပြီးတက်ထပ်ပြီးတော့ create လုပ်ဖို့လိုအပ်ပါတယ်နော်ဒီ font size ကဘယ်နေရာမှာအသုံးပြုလို့ရလဲဆိုလို့ရှိရင်ဒီအပေါ်မှာတော့ဒါအသုံးပြုခဲ့တယ်เนาะအရင် create လုပ်ထားတဲ့ဟာတွေကိုဒါတွေကိုအသုံးပြုခဲ့တယ်အခုကဘိုးပါနေတဲ့အတွက်အသုံးပြုလို့မရပါဘူးသူ့ကိုထပ်ပြီးတော့ပေါ့နော် font size dash bold ဘိုးဆိုပြီးတော့နာမည်နဲ့ထပ်ပြီးတော့ create ထပ်လုပ်မှာပဲအသုံးပြုလို့ရမှာပေါ့နော်အဲ့တော့ဒါကိုယ့်ရဲ့ project เนาะ AWS ထဲမှာခေါ်သုံးလို့မရဘူးဖြစ်တဲ့အတွက်ကိုယ့်အသာကိုရေးရပါမယ်เนาะအဲ့တော့ဒီအောက်မှာ task ဆိုတာရှိပါတယ် task ကိုယူပါဒီမှာကိုယ့်ရဲ့ project ထဲမှာကာစာချပါပြီးရင်ရေးပါเนาะ awesome ပေါ့เนาะ awesome day ပေါ့เนาะ awesome day ဆိုပြီးတော့သူကအောက်မှာ online conference ပေါ့เนาะonline conference ဆိုပြီးတော့ရှိပါတယ်သူတို့နှစ်ခုကိုတစ်ခုထားလိုက်ပါမယ်ဘာလို့လဲဆိုရင်ဒီအောက်က April 10ဆိုတဲ့ဒီစာနဲ့ကသူနဲ့ကနည်းနည်း margin အကွာဝေးလေး padding လေးရှိရယ် sorry padding လေးရှိရယ်ပေါ့နော်အဲ့တော့သူ့ကိုတကူလုပ်လိုက်ပါမယ်တခုတတိထားကမှာကဒီမှာ AWS ဆိုတာလေးကို awesome နဲ့မှာ AWS ဆိုတာလေးကိုသူကဘိုးတင်ထားတယ်ပေါ့နော်အဲ့တော့သူ့ကိုဘိုးတင်မယ်နော်ဘိုးမတင်ခင်သူ့ကိုဘာလုပ်မလဲဆိုလို့ရှိရင်အရင်ဆုံးဖောင်းဆိုင်ကိုအရင်ပြောင်းလိုက်မယ်နော်သူကအရင်သေးနေတာဖြစ်တဲ့အတွက်ဖောင်းဆိုင်က16ဖြစ်နေတယ်နော်24လောက်ထားလိုက်ပါမယ်ပြီးရင်ဒီထဲမှာ awesome ထဲမှာ AWS ကိုယူပါမယ်နော် AWS ကိုပို့ပေးပါနော်နော်ဆက်လက်ပေးပါနော် sorry ဆက်လက်ပေးပါပြီးရင်ဒီမှာ regular နေရာမှာဘူးဆိုပြီးတော့ပြောင်းလိုက်ပါဒါဆိုရင်တော့ဒီမှာနော် AWS လေးဒီဘူးဖြစ်သွားပြီပေါ့နော်နောက်တစ်ခုက April 10 2025ပေါ့နော်ဒီစာကိုရေးမယ်ဆိုလို့ရှိရင် test နောက်ထပ်တစ်ခုထပ်ယူပါApril 10ပေါ့နော်2025ပြီးရင် pipe ပေါ့နော် pipe ရှာထားတယ်ပြီးရင် eager to get started on cloud ပေါ့နော်ပြီးရင်သူကအောက်ရောင်းဆင်းသွားတယ် computing ပေါ့နော်ပြီးရင် can learn from our AWS experts ပေါ့နော်
ဆိုရင်တော့ရပါပြီဒါပေမဲ့သူတို့အကုန်လုံးကဘိုးတင်ထားတယ်ပေါ့နော်အဲ့တော့သူတို့ကိုဘိုးတင်ပါမယ်နော်အကုန်လုံးကိုဆက်လက်ပေးပါနော်ဒီမှာ regular မှာနော် regular ဖြစ်နေတဲ့ဘိုးဆိုပြီးတော့ပြောင်းလိုက်ပါပြီးရင်သူ့ကိုနည်းနည်းအပေါ်တိုးလိုက်ပါမယ်နော်ဒီလောက်ထားလိုက်ပါမယ်နောက်တစ်ခုကပါလာမလဲဆိုလို့ရှိရင်ဒီမြားလေးရင်လာမယ်နော်မြားလေးအဲ့တော့မြားကိုဘယ်ကယူရမလဲဆိုလို့ရှိရင်ဒီအောက်မှာဒါသေချာပြောခဲ့တယ်နော် action နဲ့ကနေပြီးတော့ iconify ကနေပဲယူလိုက်ပါမယ်နော်ကိုကြိုက်တဲ့ဒါ service ကယူလို့ရပါတယ်နော်ဒီမှာတကယ်လို့ဒီလိုမျိုးတန်းမပေါ်ဘူးဆိုလို့ရှိရင်ဒီ search bar မှာ arrow ဆိုပြီးရရှာပေးပါနော်ကိုကြိုက်တာတွေ့ပြီဆိုလို့ရှိရင် drop ဆွဲပြီးတော့ကိုယ့်ရဲ့ project တွေကိုဆွဲခေါ်ခဲ့ပါနော်ရပြီဆိုပိတ်လိုက်မယ်နော်ပြီးရင် rotate လှည့်လိုက်မယ်သူကညာ right ဖက်ကိုပေါ့နော် right ဖက်ကိုဥတီထားဖြစ်တဲ့အတွက်သူကိုလှည့်လိုက်ပါတယ်ပြီးရင်24ဖြစ်နေတာကို50ပြောင်းလိုက်ပါမယ်50ကအရန်သေးနေတဲ့အတွက်40လောက်ဆိုရင်နော်40လောက်ထားလိုက်ပါမယ်ပြီးရင်ဒီမြားလေးဒီအယောင်ကပေါ့နော်အဖြူရောင်ဖြစ်တဲ့အတွက်သူ့ကိုအဖြူရောင်ပြောင်းလိုက်ပါမယ်နော်ပြီးမြားကိုလည်းသူတို့နဲ့ပေါ်ကစာတွေနဲ့အတူတူထားလိုက်ပါမယ်နော်နော်ဒါဆိုရင်တော့ရပြီပဲဖြစ်ပါတယ်နော်ကိုကြိုက်တဲ့ကိုအဆင်ပြေတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်ဒါရပြီပဲဖြစ်ပါတယ်เนาะအဲ့တော့သူ့ကိုနောက်တစ်ခုကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ hover တင်တဲ့ဥစ္စာလုပ်ရမယ်ပေါ့နော် hover တင်လိုက်တယ်ဆိုလို့ရှိရင်သူဒီနောက်ကပန်းရောင်ပြောင်းမယ်ပြီးရင်ဒီမှာ register for free ဆိုပြီးတော့စာလေးထပ်ပါလာတယ်ပေါ့နော်အဲ့တော့အဲ့ဒီတိုင်းလေးလုပ်ပါမယ်အဲ့ဒီတိုင်းမလုပ်ခင်ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ frame ကိုradius ကိုးရမယ်ပေါ့နော်50လောက်ထားလိုက်ပါမယ်เนาะဒါကိုကြိုက်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်เนาะဒါ50နဲ့အဆင်ပြေသွားပြီเนาะ50နဲ့အဆင်ပြေသွားပြီဆိုလို့ရှိရင်ဒီတိုင်းပဲထားလိုက်ပါမယ်ပြီးရင်သူ့ကိုဘာလုပ်မလဲဆိုလို့ရှိရင် component เนาะ create component လုပ်ရပါမယ်เนาะဒီဘက်ဘေးမှာ create component ကိုနှိပ်ပါပြီးရင်သူ့ကို copy ပွားမယ် add variant ကိုနှိပ်ပါဒါဆိုရင်တော့ copy ပွားသွားပြီဖြစ်ပါတယ်ဒီ frame 20ခုဆိုတဲ့ frame 20ခုဖြစ်နေတာကိုနာမည်ပြောင်းပါမယ်เนาะသူကဘာလဲဆိုလို့ရှိရင် slider ပေါ့နော်slider မှာမှ slider 1เนาะသူကဒါ slider 1တခုနဲ့တခုမတူတာဖြစ်တဲ့အတွက်เนาะ slider 2ဆိုတခြားအရောင်ပြောင်းသွားတာပေါ့နော်အဲ့တော့ကိုကမမအောင်လို့ slider 1ဆိုပြီးနာမည်ပေးခဲ့ပါမယ်เนาะသူကဒါ hover တင်လိုက်တယ်ဆိုလို့ရှိရင်သူ့ကိုပြောင်းရမယ်เนาะသူ့ကိုအဖက်ထည့်ရပါမယ်ဒါဒုတိယတစ်ခုเนาะဒုတိယတစ်ခုကိုဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီအခုလိုမျိုး hover တင်တဲ့ကိစ္စတွေဒီအပေါ်ကเนาะဒီနံပါတ်မှာတော့ကလည်းတခြားပြောခဲ့တယ်เนาะအဲ့တော့အသေးစိတ်တော့ပြန်ပြီးတော့မပြောပြတော့ပါဘူးเนาะအဲ့တော့ဒီဒုတိယတစ်ခုကိုဆက်လက်ပေးအဖက်မှာဆိုလို့ရှိရင်ဒီမှာ x ကို0ထား y ကို0ထား ဘလားကို30ထားလိုက်မယ်ပြီးရင်အယောင်ကပေါ့နော်ပန်းရောင်နောက်ခံကပန်းရောင်เนาะပန်းရောင်ဖြစ်တယ်ပြီးရင်ဒီမှာ25ဖြစ်နေတာကို100လို့ထားလိုက်ပါမယ်ဒါဆိုရင်တော့ဒီမှာเนาะတစ်ချက်ကြည့်လိုက်ပါသူ့ရဲ့နောက်ခံ background အကုန်လုံးဒီပန်းရောင်လေးဖြစ်သွားပြီเนาะပန်းရောင်လေးဖြစ်သွားပါပြီနောက်တစ်ခုဘာလို့လဲဆိုလို့ရှိရင်เนาะ register for free ဆိုတဲ့စာလေးလိုပါတယ်เนาะအဲ့တော့ register for free ဆိုတဲ့စာလေးထည့်ပါမယ်အဲ့ဒီတော့ဒီအောက်မှာ test ရှိပါတယ် test ကိုယူပါเนาะဒီမှာစာရေးပါမယ် register for free ဆိုတဲ့စာလေးရေးပါမယ်ပြီးရင်ဒီ register for free ဆိုတဲ့စာလေးเนาะ register for free ဆိုတဲ့စာလေးဒီမြားလေးနဲ့ပေါ့နော်မြားလေးရဲ့ဘယ်ဘက်မှာရှိရပေါ့နော်တော့ဒီမြားလေးကိုညာဘက်ကိုရွှေ့လိုက်ပါမယ်နော်ပြီးရင်သူတို့နှစ်ခုကို group အုပ်ပါမယ်နော်ဒီ register for free ကိုဆက်လက်ပေးပါ shift key ကိုပြီးပြီးမြားကိုဆက်လက်ပေးပါနော် right click ကိုနှိပ်ပြီးတော့ဒီမှာနော် group selection နော်group selection ကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူတို့နှစ်ယောက် group ဖြစ်သွားပြီပေါ့နော်ဒီဘက်ကိုနည်းနည်းတိုးလိုက်ပါမယ်နော်ကြည့်ကောင်းတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့ဒါအဆင်ပြေသွားပြီပေါ့နော်နောက်တစ်ခုကဘာလုပ်မလဲဆိုလို့ရှိရင်သူ့ကို hover တင်ရင်သူဖြစ်ရမယ်နော်အဲ့တော့ prototype ရှိတ်ရပါမယ်နော်အဲ့တော့ prototype ထဲကိုသွားပါနော်သူ့ကိုဆက်လက်ပြီးရင်ဒီမှာနော်သူကနေသူ့ကိုရှိတ်ပါနော်ဘာပြောင်းရမလဲဆိုလို့ရှိရင် hover why hover ရင် hover လုပ်လိုက်တဲ့အချိန်မှာဒီ variant ဒီအောက်ကဒီ variant 2ကိုပြောင်းသွားပါဆိုတဲ့သဘောနော်ပြီးရင်ဒီသူကနေသူ့ကိုလွတ်လိုက်တယ်ဆိုလို့ရှိရင်သူပြန်ပြောင်းသွားပါဆိုတဲ့သဘောဖြစ်တဲ့အတွက်သူ့ကိုလည်းပြန်ရှိတ်ပေးရပါမယ်သူကဘာလဲဆိုလို့ရှိရင် mousely ဆိုလို့ရှိရင်သူ့ကို
သူ့အနေနဲ့ပြန်ဖြစ်သွားပါဆိုတဲ့သဘောပါနော်အဲ့တော့ရှိတ်ပြီးပြီဖြစ်တဲ့အတွက်ဒီဇိုင်းကိုပြန်နှိပ်ထားပါနော်ဆိုဒီမှာကြိုးတွေနဲ့ချုပ်ချက်တွေခန့်ကိုကမတော်တဆတစ်ခုခုမှားနိုင်မိရဆိုလို့ရှိရင်နော်ဒါ project အကြီးကြီးရေးတယ်ဆိုလို့ရှိရင်ဒါပင်နာမှားနေလေနော်လှုပ်ရှုပ်ပါတယ်နော်ကြိုးတွေပြန်ပြင်ရတာလှုပ်တိရှုပ်ပါတယ်ဒါနှစ်ခုတည်းမို့လို့နော်ကတ်တွေအများကြီးဆိုလို့ရှိရင်ကြိုးတွေတစ်ခုချင်းလိုက်စစ်နေရမှာမို့လို့ပါနော်ဒါဆိုရင်တော့ဒီ slider 1လေးကရသွားပြီပေါ့နော်အဲ့တော့နောက်ထပ်ဘာလုပ်မလဲဆိုလို့ရှိရင် slider 2เนาะ slider 2ကိုဆက်လုပ်ပါမယ်နော် slider 2ဒီတခြားသောနာမည်ကိုမှအတူတူပဲเนาะဒီမှာ file location ဒီရယူဖြစ်သွားတယ်ပေါ့เนาะအဲ့တော့ဒီ slider 1ကိုပေါ့เนาะ slider 1ကိုပဲပြန်ပြီးတော့ခေါ်သုံးလိုက်ပါမယ်เนาะဒီမှာအဆက်ထဲကိုသွားပါเนาะဒီဘက်ကိုတိုးထားလိုက်ပါမယ်ဒါ slider 2ကိုဒီဘက်ကရေးမယ်ပေါ့နော်အဆက်ထဲကိုသွားပါပြီးရင်ဒီထဲမှာပေါ့နော် slider ဆိုပြီးတော့လိုက်ရှာပါဒါက T1 နဲ့ရောက်နေတယ်เนาะဒါ create လုပ်ထားတာ AWS ထဲမှာ create လုပ်ထားတာအဲ့တော့ AWS ထဲကိုသွားပါမနော် slider 1ဆိုတာရှိပါတယ်သူ့ကိုခေါ်လိုက်ပါမယ်เนาะဒါဆိုရင်တော့ရပါပြီပြီးရင်ဒီ slider 2ရဲ့အရာကဒီဘက်ကဟိုမနော်အစိမ်းဖြော့ဒီဘက်ကအစိမ်းရောင်ပေါ့နော်အဲ့တော့သူဒီ gradient color ဖြစ်တဲ့အတွက်သူ့ကိုဒီမှာ gradient color ပြောင်းမယ်နော်သူကအပေါ်နဲ့အောက်ဒီအစိမ်းရကြတော့ဘယ်နဲ့ညာနော်ဘယ်နဲ့ညာဖြစ်တဲ့တော့ rotate လဲမယ်နော်ပြီးရင်ဒီဘက်မှာအစိမ်းနုစိမ်းရင်ပေါ့နော်နော်ဒီရောင်လေးထားလိုက်ပါမယ်တိတ်ပြီးတော့မတူးပေါ့နော်ဒါပေမဲ့ဒီရောင်လေးပဲထားလိုက်တော့ပါမယ်နော်သူကဘေးလမ်းပေါ့နော်နာမည်ပြောင်းရပါမယ်သူကဒီအပေါ်ကဒါလေးမပေါအောင်နော်အဲ့တော့သူ့ကိုဖြတ်လိုက်ပါမယ်သူကစာအနေနဲ့နော် control plus နဲ့ကြီးလိုက်ပါမယ်နော်မမြင်ရလို့ဘေးလမ်း and connect at AWS နော်connect at AWS Gen AI เนาะ love Kami 2 the wall because the hand ပေါ့เนาะပြီးရင်တော့ control minus နဲ့ပြန်သေးလိုက်ပါမယ်เนาะဘာလို့လဲဆိုလို့ရှိရင်တအားနဲ့ပေါ့เนาะဒီကြည့်ရခုနကပေါ့เนาะဒီလန်နာဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအနေနဲ့မမြင်ရမှာဆိုလို့ဒါရှယ်ပြတာပေါ့เนาะဒီလောက်လေးပဲထားလိုက်ပါမယ်သူ့ကိုလည်းဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုမိုးနဲ့အနေနဲ့ create လုပ်ရမယ်เนาะဒီဟိုပါတင်လိုက်ရင်သူ့လိုပဲเนาะဒီမြားလေးနဲ့ဗာလေးနဲ့ပေါ်လာမယ်ဆိုလို့ရှိရင်စာလေးနဲ့ပေါ်လာအောင်လို့ပေါ့เนาะအဲ့တော့သူ့ကို select ပေးပါနော် select ပေးပါပြီးရင်သူကကိုမိုးနဲ့ကိုယူသုံးထားတာဖြစ်တဲ့အတွက်သူ့ကိုဘာလုပ်ရမလဲဆိုလို့ရှိရင်သူ့ကိုsorry เนาะ dash သူ့ကိုမလုပ်မလဲဆိုလို့ရှိရင် dash instant အနေနဲ့ပြောင်းအောင်မယ်เนาะဒီမှာเนาะ dash instant အနေနဲ့ပြောင်းလိုက်ပါမယ်เนาะ
ဒါဆိုရင်တော့ရသွားပါပြီသူ့ကိုအဲ့တော့ component အနေနဲ့ create လုပ်တော့ပါမယ်เนาะအခုနကဒီ slider 1ကိုဒါယူသုံးထားတာဖြစ်တဲ့အတွက်ဒီ create component လုပ်လို့မရဘူးပေါ့เนาะမရတာဖြစ်တဲ့အတွက်သူ့ကို dash instant ပေါ့เนาะဒါလုပ်လိုက်တာဖြစ်တဲ့အတွက်သူ့ကိုမလုပ်လို့ရသွားပြီလဲဆိုလို့ရှိရင် create component အနေနဲ့လုပ်လို့ရသွားပါပြီเนาะ create component ကို dash နှိပ်ပါပြီးရင်ဒီမှာ slider 1ဆိုတဲ့နေရာเนาะ slider 1ဖြစ်နေတဲ့နေရာမှာဒါ2လို့ပြောင်းလိုက်ပါเนาะဒါ slider 2အတွက်ဖြစ်ပါတယ်အဲ့တော့သူ့ကို add variant နှိပ်ပါမယ်ဒါ copy ပွားတာပေါ့နော်သူ့ကိုလည်းမလုပ်နဲ့ဆိုလို့ရှိရင် effect ထည့်မယ်နော်ဒီဒုတိယတစ်ခုကိုလည်းဒီဘက်လိုပဲ effect ထည့်မယ်နော်00နော်ဒါကို30လောက်နော် bla ကို30လောက်ထားလိုက်မယ်နော် bla ဆိုတာဒါဝါးတာပေါ့နော်ဒီနောက်ကဒါကိုလည်းပန်းရအောင်ဒီနောက်ကထည့်ထားသလိုပဲနော်ဒီရောင်နဲ့တွေ့နော်ဟိုဘက်ကရောင်နဲ့နော်ဒီဘက်ကရောင်နဲ့တူအောင်လို့ပါနော်အဲဒါဆိုရင်တော့သူဒီလေ၄ဘက်၄လန်ဒါဆိုရင်ဒါပန်းရောင်လေးပေါ့နော်ပန်းရောင်လေးဖြစ်သွားပြီပဲဖြစ်ပါတယ်နောက်တစ်ခုကဘာထည့်မလဲဆိုလို့ရှိရင်ဒါကိုတစ်ချက်ကြည့်လိုက်မယ်နော်ဒီမှာစာထည့်ဖို့လိုသေးတယ်နော်ဒီမှာ file location near you ဆိုတဲ့စာလေးနော်အဲ့တော့ test ကိုယူပါ file location near you ပေါ့နော်ဒီစာလေးထည့်ဖို့လိုပါတယ်သူဒီလဲစာကအဖြူဖြစ်တဲ့အတွက်နော်ဆက်လက်ပေးပါအဖြူပြောင်းအောင်ပါမယ်နော်ပြီးရင်သူတို့နှစ်ယောက်ကိုနေရာရှင်းရပါမယ်နော်ဒီမြားက sorry ဒီမြားကနော်မြားကဒီဘက်နော်အဲ့တော့သူတို့နှစ်ယောက်ကို group အောင်မယ်နော်သူ့ကိုဆက်လက်ပေး shift key ကိုဖိသူ့ကိုဆက်လက်ပေး right click နော်right click group selection နော် group selection ကိုလုပ်လိုက်ပါပြီးရင်တော့သူ့ကိုနော်ဒီဘက်နော်ဒီဘက်ကအပေါ်ကစာနဲ့ညီအောင်နော်အပေါ်ကစာနဲ့သူကညီသွားပြီဆိုလို့ရှိရင်ကြည့်လိုက်ပါဘယ်ဘက်မှာနော်အနီရောင်ကြောင်းလေးပေါ်လာတယ်နော်ဒါဆိုရင်သူတို့နှစ်ယောက်ဒီထိတ်ပြီးညီရဲဆိုတဲ့သဘောပေါ့နော်ညီရဲဆိုတဲ့သဘောကိုပြောတာပဲဖြစ်ပါတယ်နော်ဒါဆိုရင်တော့ရပါပြီအဲ့တော့ဘာလို့မလဲဆိုလို့ရှိရင်သူ့ကိုနော် corner လုပ်ပေးရအောင်မယ်နော်သူ့ကိုဟိုဘက်တင်လိုက်ရင်သူဖြစ်သွားပါဆိုတဲ့သဘောနော်အဲ့တော့သူ့ကို corner လုပ်ပေးရပါမယ် prototype ထဲကိုသွားပါနော်သူ့ကို select ပေးသူကနေသူ့ကို land shape ပါပြီးရင်ဘာလို့မလဲဆိုလို့ရှိရင် white hovering ကိုယူပေးပါနော်ပြီးရင်ပိတ်လိုက်ပါပြီးရင်သူ့ကို select ပေးသူကနေလည်းသူ့ကိုပြန်ရှိတ်ရပါမယ်သူကဘာလဲဆိုလို့ရှိရင် mouse click နော် mouse လို့လိုက်တယ်ဆိုလို့ရှိရင်ငကိုမူလအတိုင်းပြန်ဖြစ်သွားပါဆိုတဲ့သဘောပါနော် design ကိုပဲပြန်ရွေးထားပါနော်ဒါဆိုရင်တော့ဒါ cut 2ပေါ့နော် slider 2လေးရပါပြီပြီးရင် slider 3ကိုဒီဘက်ကထပ်ပြီးဖန်တီးပါမယ်နော်အဲ့တော့ဒီ slider 1လေးကိုပဲယူလိုက်ပါမယ်နော်ပြီးရင်သူ့ကိုတစ်ခါတည်း dash instant ပြောင်းခဲ့လိုက်မယ်နော်ဒီမှာနော်ဒါဆိုလို့ရှိရင် dash instant နော် dash instant ပြောင်းခဲ့လိုက်ပါမယ်ဒါဆိုရင်သူကဒီမှာနော် frame ပုံစံလေးဖြစ်သွားပြီနော် frame ပုံစံလေးဖြစ်သွားတဲ့ဒီမှာနော် create component နော်လုပ်လို့ရသွားပြီနော်အဲ့တော့ cut 3ကိုကြည့်ပါမယ်နော်နော် cut 3ဒီcut 3ကလည်းနောက်ကပေါ့နော်နောက်ကတိတ်ရွက်လို့ပုံစံလေးပေါ့နော်ဒါကခုနလည်းပြပြခဲ့ပြီးပြီနော်ဒါကိုနောက်က image ကိုလောက်ရပါမယ်နော်ဒီမှာတော့ gradient အနေနဲ့ပဲထည့်လိုက်မယ်နော်မယမ်းရောင်နဲ့linear ကိုမှသူကနော်ဟိုဘက်ဘေးနဲ့ဒီဘက်ဘေးနော်မယမ်းနဲ့အပြာနဲ့လို့ထင်တာပဲနော်ဟောဒီဘက်ကလုံးဝကိုနော်ဒီဘက်ကလုံးဝကိုဟောခရမ်းနော်ခရမ်းရောင်နော်ခရမ်းရောင်ဒီဘက်ကအပြာရောင်နော်သူ့ဆက်လက်ပြီးခရမ်းရောင်နော်နော်ဒီရောင်လေးပဲထားလိုက်ပါမယ်နော်သူကတော့ဒီစာတွေကိုတော့ဒီမှာနော်စာတွေကိုတော့မပြင်ပြတော့ပါဘူးနော်ဒီကတ်တူးကိုလည်းလုပ်ပြခဲ့ပြီးပြီဆိုတော့နော်ရလောက်ပြီပဲထင်ပါတယ်နော်အတူတူပါပဲနော်ဒီမှာဆိုလို့ရှိရင်လည်းဟိုပါတင်လိုက်ရင် see what amazon နော်
ဒီစာလေးပေါ့နော် Nova can do ပေါ့နော်ဒီစာလေးပေါ့နော်အဲ့တော့ဒါကိုcomponent အနေနဲ့ create လုပ်ပြတော့မယ်เนาะဒီမှာစာတွေကသူ့ကိုဖြတ်เนาะသူ့ကိုဆက်လက်ပေးပြီးစာကပြင်လိုက်ရုံမလွယ်လွယ်လေးเนาะအဲ့တော့သူ့ကိုစာမထိတ်ပြတော့เนาะအချိန်ကြာမှာဆိုလို့ပါသူ့ကိုဆက်လက်ပေးပါ create component ကိုတစ်ချက်နှိပ်ပါပြီးရင် add variant ကိုနှိပ်ပါ copy ပွားတာเนาะအဲ့တော့သူ့ကိုဒုတိယတစ်ခုကိုဆက်လက်ပေး effect ထည့်ရပါမယ်เนาะ effect ကเนาะ00 30เนาะသူ့ကိုအယောင်ပြောင်းပါမယ်เนาะဒီအယောင်လေးထည့်လိုက်ပါမယ်เนาะတရားဒါဆိုရင်တော့အကုန်လုံးဒီဒါအနောက်မှာเนาะပန်းရောင်လေးတွေဖြစ်သွားပြီပေါ့နော်ဒီစာကကြတော့ဗာလဲဆိုလို့ရှိရင် C1 Amazon Nova can do เนาะဒါဆိုရင်တော့စာလေးလေးရပြီပြီးရင်ဒါကစာရဲ့နော်ညာဘက်မှာရှိရဲ့အတွက်ညာဘက်ကိုပို့ပါမယ်ပြီးရင်သူတို့နှစ်ယောက်ကို group အုပ်ပါမယ်နော်ပြီးရင်ဒီအပေါ်ကစာနဲ့တန်းထားမယ်နော်ဒါဆိုရင်တော့ရပြီနော်ပြီးရင်ဘာလုပ်ရမလဲဆိုရင်ချိတ်ဆက်ဖို့လိုတယ်သူကနေသူ့ကိုဟိုပါလုပ်ဖို့နာမနော် prototype ထဲသွားပါသူ့ကိုဆက်လက်ပေးသူကနေသူ့ကိုသွားပါပြီးရင်ဒီမှာ on click နေရာမှာ y hovering ကိုရွေးပေးပါနော်ပြီးရင်ဒုတိယတစ်ခုကိုဆက်လက်ပေးသူကနေလည်းသူ့ကိုပြန်ရှိတ်ပါပြီးရင်သူကဘာလဲဆိုရင် mouse click ပါနော်ဒါကိုတော့ဒါ slide 3เนาะ slider 3เนาะ slider 3လို့နာမည်ပေးလိုက်ပါမယ်နောက်တစ်ခုပေါ့เนาะ slider 4เนาะ slider 4ကเนาะအစိမ်းရောင်ရယ်ပန်းရောင်ရယ်เนาะdash instant ပြောင်းလိုက်ပါမယ်စာတွေမပြင်ပြတော့ပါဘူးเนาะဒီ gradient color လေးတော့ပြင်လိုက်ပါမယ်ဘာလို့လဲဆိုသိတာအောင်လို့เนาะစာကဒီဘက်ကအစိမ်းเนาะဒီဘက်ကပန်းနော်ဒီရောင်လေးပဲထားလိုက်ပါမယ်နော်ပြီးရင်တို့ဘာလုပ်မလဲဆိုလို့ရှိရင် create component နော် component create လုပ်ပါပြီးရင် add variant ကိုနှိပ်ပါဒါ copy ပွားတာပါသူ့ကို effect ထည့်ပါမယ်နော်လာကို30လောက်ထားလိုက်ပါမယ်ပြီးရင်နော်နောက်ကိုဒီပန်းရောင်လေးနော်ဒါဆိုရင်တော့ရပါပြီသူလည်းဒီမှာစာပါတယ်ဗာလဲဆိုလို့ရှိရင် explore mode เนาะ explore mode ဆိုတဲ့စာလေးပါပါတယ်ပြီးရင်ဒီမြားလေးကဒီဘက်เนาะဒီဘက်ဖြစ်တဲ့အတွက်ဒီဘက်ကိုရွှေ့ပါမယ်ပြီးရင်သူတို့နှစ်ခုကိုဆက်လက်ပြီး right click group selection အုပ်ပါမယ်ပြီးရင်သူ့ကိုเนาะအပေါ်ကစာနဲ့ညီအောင်ထားပါမယ်เนาะပြီးရင် prototype shape ပေးရပါမယ်သူ့ကိုနော် prototype ကိုနှိပ်ပါပြီးရင်သူတို့နှစ်ယောက်ကို y hovering ရွေးပေးပါသူကနေဆိုလို့ရှိရင် mouse click ပေါ့နော်ဒါဆိုရင်တော့ရသွားပါပြီเนาะဒါကဘာလဲဆိုလို့ရှိရင်ဒါက slide 4เนาะ slider 4เนาะအဲ့တော့နောက်ဆုံးတစ်ခုပဲကျန်မှာတော့တယ်เนาะ slider 5เนาะသူ့ကိုလည်း dash instant ပြောင်းလိုက်ပါမယ်เนาะslider 5ကဒီမှာเนาะ pine shape เนาะ pine shape လို့ပုံစံလေးเนาะဒီမှာเนาะအဲ့တော့သူ့ကိုလည်းတက်ရေးဆွဲပေးရပါမယ်เนาะနောက်ခံ background အနေနဲ့เนาะသူ့ကိုတော့တစ်ချက်ဒီ gradient color လေးပဲထည့်ခဲ့လိုက်မယ်เนาะဒီမှာတော့เนาะပေါ်ကဒီရောင်လေးเนาะအောက်ကအဖြူဘက်နည်းနည်းသွားတဲ့ရောင်လေးเนาะဒီရောင်လေးထားခဲ့လိုက်ပါမယ်เนาะစာအမဲเนาะစာကိုမဲထားလိုက်မယ်ပြီးရင်ဒီအောက်က icon လေးကလည်းအမဲလေးဖြစ်သွားပါတယ်နောက်တော့ဟိုပါတင်လိုက်ရဲ့ BA China ready busy နဲ့เนาะအဲ့တော့ဒီမှာ test ကိုယူပါ
easiness ဆိုပြီးရေးလိုက်ပါမယ်ပြီးရင်ဒီမြားလေးဒီသူ့ရဲ့ညာဘက်မှာရှိတဲ့အတွက်ညာဘက်ကိုရွှေ့ပါမယ်နော်ပြီးရင်သူတို့နှစ်ယောက်ကိုဆက်လက်ပေး group selection group အုပ်ပါမယ်နော်ပြီးရင်သူ့ကိုအပေါ်ကစာနဲ့ညီအောင်ဒီဘက်ကိုရွှေ့လိုက်ပါမယ်ပြီးရင်သူ့ဘာလုပ်မလဲဆိုလို့ရှိရင်create component လုပ်ပါမယ်ပြီးရင် add variant လုပ်ပါမယ်နော်သူ့ကို effect ထည့်ပါမယ်နော်0သူ့ကို30ထားလိုက်ပါမယ်ပြီးရင်နောက်ကပန်းရောင်လေးထည့်မယ်နော်ရပါပြီနော်သူကတော့ slider 5ဖြစ်သွားပြီနော်ဒီမှာဒီစာမပါဘူးเนาะ sorry เนาะဒီတိုင်းလေးเนาะပြီးရင်ဘာလုပ်ရမလဲဆိုလို့ရှိရင်သူ့ကို prototype ရှိတ်ပါမယ်เนาะ prototype ကိုနှိပ်ပါသူ့ကိုဆက်လက်ပေးပါသူကနေသူ့ကိုဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင် while hovering ကိုရွေးပေးပါเนาะသူကနေဆိုလို့ရှိရင်သူ့ကိုmouse လိပေါ့နော် mouse လုလိုက်တယ်ဆိုလို့ရှိရင်ငကိုမူလပုံစံတိုင်းဖြစ်သွားပါဆိုတဲ့သဘောပါเนาะဒီဇိုင်းကိုပြန်နှိပ်ထားပေးပါဒါဆိုရင်တော့ slider လေးတွေရပြီပေါ့နော်အဲ့တော့ကိုကနေရာချတော့မယ်เนาะနေရာချမယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုလို့ရှိရင်เนาะ frame ကိုယူပါเนาะဒီမှာတော့ frame ရှိပါတယ်เนาะ frame ကိုအပေါ်ကเนาะအပေါ်ကကို create လုပ်ထားတာနဲ့တန်တန်လောက်ရပါမယ်เนาะသူ့ကိုဆက်လက်ပေးကြည့်ပါသူဒီ width ဒီ1190เนาะ1190 648เนาะ1190 648ရှိပါတယ်သူဒီเนาะအဲ့တော့ကိုကဒီ frame ကိုမလုပ်ဖို့လိုလဲဆိုလို့ရှိရင်sorry မိခင် AWS နဲ့เนาะမိခင် AWS နဲ့ချိန်ဖို့လိုပါတယ်သူကိုဖြတ်လိုက်မယ်เนาะဟိုထည့်ရောက်မှာပဲတစ်ခါပြန်ပြီးတော့ frame ထည့်ယူလိုက်မယ်เนาะဒီမှာတော့ frame ကိုယူပါဒီမှာတော့ width ကိုမိခင် AWS နဲ့เนาะမိခင် AWS နဲ့အညီယူမယ်เนาะ height ကတော့အပေါ်ကကို create လုပ်ထားတဲ့ component အနေနဲ့ချိန်ပါမယ်เนาะနော်သူ့ကို background ကို fade เนาะအဖြူရောင်ထားလိုက်ပါမယ်เนาะပြီးရင်ဒီ slider 1เนาะဒီပထမဒီပုံသဏ္ဍာန်လေးကိုလောက်အောင်ပါเนาะဒီပုံသဏ္ဍာန်လေးတိုင်းလောက်အောင်မှာဖြစ်တဲ့အတွက်ဒီ slider 1ကเนาะအကြီး slider 2နဲ့ slider 5ဒီအသေးเนาะအသေးဖြစ်တဲ့အတွက်အဲ့ဒီပုံစံအတိုင်းလုပ်ပါမယ်အဲ့တော့ width height က648เนาะ height ကိုသူ့တိုင်းထားပါမယ်height ကို648သူ့တိုင်းထားပါမယ်တစ်ခုကျန်တယ်เนาะတစ်ခုကျန်တာကဘာလဲဆိုလို့ရှိရင်ဒီမယ်เนาะဒီ left angle right angle လေးနဲ့ဒီစာလေးဒီပေါ်တွန်လေးကျန်တယ်เนาะအဲ့ဒီပေါ်တွန်လေးကိုထည့်ဖို့နာအတွက်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ648ထက်ကြီးရမယ်เนาะ648ထက်ကြီးရမှာဖြစ်တဲ့အတွက်သူ့ကိုဆက်လက်ပေးเนาะနည်းနည်းဆွဲရှားလိုက်ပါမယ်เนาะပြီးတော့မှ height ကိုလိုသလိုပုံဖော်ပါမယ်เนาะခုလောလောဆယ်တော့ဒီတိုင်းပဲထားလိုက်ပါမယ်ပြီးရင်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ slider 1လေးကိုထည့်မယ်ပေါ့နော်slider 1လေးကိုထည့်မယ်သူ့ကိုအလဲဘဟုကြအောင်လို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီမယ်နော်ဒီ align horizon center လေးကိုတစ်ချက်နှိပ်ပါနော်ဒါဆိုရင်တော့သူဒီ vertical center ဖြစ်သွားပြီနော်အဲ့တော့သူ့ကိုမနှိပ်တော့ဘူးနော်ဒီတစ်ခုပဲနှိပ်ပါဖြစ်တဲ့အတွက် control Z နဲ့ပြန်လုပ်လိုက်ပါမယ်နော်ဘာလို့လဲဆိုဒီအောက်က bottom လေးလာအောင်မှာဖြစ်တဲ့အတွက်နော်အဲ့တော့သူဒီဒါအလဲကောင်ကျသွားပြီနော်ဒီ frame 29ရဲ့အလဲကောင်ကိုကျသွားပြီပဲဖြစ်ပါတယ်နောက်တစ်ခုကဘာလုပ်မလဲဆိုလို့ရှိရင်ဒီဘက်ဘေးမှာဘာလာမလဲဆိုလို့ရှိရင် cut file လာမယ်နော် cut file လာမှာဖြစ်တဲ့အတွက်ဒီ cut file ကိုယူပါမယ်နော်cut file ကိုအခုလိုမျိုးလေးချလိုက်ပါမယ်နော်ဒီ frame 29ကိုframe 29ကိုတတ်ထားလိုက်အောင်မယ်နော်ဒီ frame 29ကိုပြီးတော့မှယူမယ်နော်ဒီတိုင်းထားလိုက်ပါအောင်မယ်ခုလောလောဆယ်ဒီ frame 1ရယ် frame 5ရယ်နော်ဒါ frame 1ဒါ frame 5ပြီးရင်ဒီဘက်ဘေးက frame 2နော် frame 2ကိုယူပါမယ်နော် slider 2ပေါ့နော်
နည်းနည်းသေးလိုက်မယ်နော် control minus နဲ့နည်းနည်းသေးလိုက်ပါမယ်ဒါဆိုရင်တော့ရပါပြီဒီမှာတစ်ချက်ကြည့်လိုက်ပါဒီမှာဆိုလို့ရှိရင်ဒီ frame 2နဲ့ frame 5 frame 2နဲ့ frame 5ကသေးနေတယ်ပေါ့နော်အဲ့တော့သူတို့ကိုသေးရပါမယ်နော် height ကိုသေးရမယ်နော်6 4 8ဖြစ်နေတယ်5 4 8လောက်ထားလိုက်ရော5 4 8လောက်ထားလိုက်မယ်နော်သူ့ကိုလည်း5 4 8ထားလိုက်ပါမယ်နော်ပြီးရင်သူတို့3ခုလုံးကိုဆက်လက်ပေးနော်ဒီမယ်နော်ဒါဆိုလို့ရှိရင်ဒီ align vertical center ထားလိုက်မယ်နော်ဒါဆိုရင်သူတို့ဒီဒါတညီရဲဖြစ်သွားပြီနော်အလဲကောင်ဗဟိုတက်မှာတညီရဲဖြစ်သွားပြီပြီးရင်သူတို့ရဲ့အကွာအဝေးနော်သူတို့ရဲ့ margin ကနေမှာ miss ဖြစ်နေတယ်ဘယ်လောက်ထားလိုက်မလဲဆိုလို့ရှိရင်30လောက်ထားလိုက်မယ်နော်ဒါဆိုရင်ဒီမှာနော်သူတို့နှစ်ခုရဲ့အကွာအဝေးလေးတွေတူသွားပြီပဲဖြစ်ပါတယ်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်သူတို့နှစ်ခုသူတို့သုံးခုကဒါဆက်လက်ပေးထားနော်ဆက်လက်ပေးထားတဲ့အနေထားမှာ right click ကိုနှိပ်ပါပြီးရင်ဒီ frame selection ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ရပါပြီသူ့ကိုနာမည်ပေးလိုက်ပါမယ်သူဒီ slider 1အတွက်နော် slider 1လို့နာမည်ပေးလိုက်ပါမယ်ဒါက component နော်ဒါက frame မတူပါဘူးနော်သူဒီဒါ slider 1အတွက်slider 1အတွက်ဒါ frame လေးရပြီပေါ့နော်သူတို့ကိုအောက်ကိုနည်းနည်းရှာလိုက်မယ်နော်အဲ့တော့ဒါကနော်နောက်ထပ်အောက်ကရေးရမယ့်ဟာလေးလာမှာဆိုအောက်ကိုတစ်ခါလေးရှာထားလိုက်တာနော်ဒါက slider 1ပေါ့နော်ပြီးရင် slider 2 slider 2ဆိုလို့ရှိရင် slider 2ကကြီးမယ် slider 2ကကြီးမယ် slider 1နဲ့ slider 3ကသေးမယ်နော်အဲ့တော့အဲ့ဒီတိုင်းလောက်ရပါမယ်ဒါက slider 2အတွက်နော်ဒီအောက်ကပဲလုပ်လိုက်ပါတော့မယ်နော်ဒါက slider 2အတွက်ပါပြီးရင် slider 2ရဲ့ညာဘက်မှာ slider 3ရှိမယ်နော် slider 3ရှိမယ် slider 1ရဲ့ဘယ်ဘက်မှာ slider 2ရဲ့ဘယ်ဘက်မှာ slider 1ရှိပါမယ်နော်သူတို့ရဲ့ height အတိုင်းသူ့ကိုလည်းထားရမယ်နော်5 4 8နော်သူ့ကိုလည်း5 4 8လို့ထားလိုက်ပါမယ်နော်ပြီးရင်သူတို့3ခုလုံးကိုဆက်လက်ပြီးရင်ဒီမှာနော် align vertical center ဆိုတာရှိရဲသူကိုတစ်ချက်နှိပ်ပါပြီးရင်သူတို့ဒီမှာ miss ဖြစ်နေတယ်ကြားလက်ကောင်ထဲမှာ margin နော်ဒီမှာကြည့်လိုက်သူနဲ့အကွာအဝေးနဲ့ဒီမှာနော်မတူဘူးနော်30လို့သာထားလိုက်ပါဒါဆိုရင်အတူတူဖြစ်သွားပြီနော်ဒီမှာတော့ဒီကြားရဲ့အကွာအဝေးလေးနော်ဒါအတူတူဖြစ်သွားပါပြီအဲ့ဒီအနေထားမှာ right click ကိုနှိပ်ပြီးတော့ frame selection ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့ဒါ frame ဖြစ်သွားပြီနော်ဒီ frame 28ဆိုတာကိုဘာလို့နာမည်ပေးရမလဲဆိုလို့ရှိရင် slider 2လို့နာမည်ပေးရပါမယ်ဒါက slider 2အတွက်နော် slider 2အတွက်ပဲဖြစ်ပါတယ်ပြီးရင်နောက်ထပ် slider 3နော်ဒါဆိုရင် slider 3အတွက်ပါ slider 3ရဲ့ညာဘက်မှာ slider 4ကလာပါမယ်နော်ပြီးရင်ဒီ slider 3ရဲ့ဘယ်ဘက်မှာ slider 2လာမယ်နော်ပြီးရင်တို့ရဲ့ height ကိုပြင်မယ်နော်6 4 8ဖြစ်နေတယ်5 4 8လို့ပြင်လိုက်ပါမယ်သူကလည်း5 4 8လို့ပြင်လိုက်ပါမယ်နော်ပြီးရင်တို့3ခုကိုဆက်လက်ပေးပါ align vertical center ကိုရွေးပေးပါနော်ပြီးရင်ဒီမှာ miss ဖြစ်နေတယ်နော် margin က miss ဖြစ်နေတယ် margin လေးနော်ဒီကြားလက်ကောင်တွေက margin လေးတွေဒါဆို30လောက်ထားဖြစ်တဲ့အတွက်အတူတူပဲနော်သူဆိုရင်တစ်ဖက်ကကြည့်ရင်လည်းကြည့်မယ်ဒါကိုခံမှန်းလို့မရဘူးမသိတာလို့နော် prototype မှာဆိုလို့ရှိရင်သိတာတယ်နော်အဲ့တော့30ထားလိုက်ပါမယ်ဒါဆိုရင်တို့ဒီအတူတူဖြစ်သွားပြီ right click နှိပ်ပါ frame selection ကိုရွေးပေးပါပြီးရင်ဒီ frame 28နေရာမှာဒါ slider 3အတွက်နော်အဲ့တော့ slider 3လို့နာမည်ပေးလိုက်ပါပြီးရင် slider 4လာမယ်နော်အဲ့တော့နောက်ထပ်5လဲလာအောင်မှာဖြစ်တဲ့အတွက်သူတို့ကိုအောက်ထပ်ရှာပါမယ်နော်ဒါ slider 3ပြီးသွားပါပြီပြီးရင် slider 4ဒီအလဲကောင်းလာမယ်နော်ဒါ slider 4ဖြစ်တဲ့ညာဘက်ဒီ slider 5လာမယ်ဘယ်ဘက်ဒီ slider 3လာပါမယ်နော်ပြီးရင်သူ့ရဲ့ height ဒီ5 4 8ဖြစ်မယ်နော်အပေါ်က height တွေနဲ့အတူတူပဲလောက်ရမှာနော်အဲ့တော့သူတို့3ခုကိုဆက်လက်ပေး align vertical center ကိုရွေးပေးပါပြီးရင် miss ဖြစ်နေတယ်နော်30ဆိုပြီးတော့ရွေးပေးပါနော်အဲ့ဒီရှင်းနေမှာ right click နှိပ်ပြီး frame selection ကိုရွေးပေးပါပြီးရင်ဒီမှာ frame 28ဖြစ်နေတာနေရာမှာ slider 4ဆိုပြီးတော့နော်ရွေးလိုက်ပါပြီးရင်တော့နောက်ဆုံးတစ်ခု slider 5နော်ဒါက slider 5ရဲ့
slider 5ကို next နှိပ်လိုက်ရင် slider 1လာမယ်နော် slider 5ကို previous နှိပ်လိုက်ရင် slider 4လာပါမယ်နော်အဲ့တော့သူ့ရဲ့ height ဒီ948ပြင်မယ်ပြီးရင်သူတို့သုံးခုကိုဆက်လက်ပြီး align particle center ကိုနှိပ်ပါဒီမှာ miss ဖြစ်နေတယ်30လို့ပြင်လိုက်ပါမယ်နော်ပြီးရင်အဲ့ဒီအနေထားမှာ right click နှိပ်ပြီး frame selection ကိုယူပေးပါပြီးရင်ဒီ frame 28နေရာမှာ slider 5ဆိုပြီးတော့နာမည်ပြောင်းလိုက်ပါနော်ဒါဆိုရင်တော့ဒါ slider လေးတွေရပြီပေါ့နော်အဲ့ဒီမှာမှခုနကကိုဒီ frame နဲ့ဆက်ခွန်ပေါ့နော်ဒီ frame ထဲမှာထည့်မယ်နော်အောက်ဆုံးကိုပဲရွှေ့လိုက်ပါမယ်sorry အောက်ဆုံးမရွှေ့ဘူးเนาะ frame slider 1ပေးနားမှာထားလိုက်မယ်เนาะ slider 1ပေးနားမှာထားလိုက်ပါမယ်အဲ့တော့ဒီ slider 1ကိုဘာလုပ်ရမလဲဆိုလို့ရှိရင် control C နဲ့ copy ကူးပါเนาะ control C နဲ့ copy ကူးပါပြီးရင်ဒီ frame နဲ့ဆက်ခွန်ဆိုတာကိုဒါဆက်လက်ပေးထားပါပြီးရင် control V နဲ့ရှာလိုက်ပါเนาะဒါဆိုရင်တော့ရပါပြီเนาะဒါဆိုရင်သူဒီအလဲစင်တာဗဟိုစင်တာတက်တယ်เนาะနော်သူချပေးတဲ့အတိုင်းဒါအလဲနော်အပိုးစန္ဒတက်တဲ့ကိုရောက်သွားပြီနော်နော်ဒီတိုင်းလေးရသွားပြီပဲဖြစ်ပါတယ်သူဒီဒါ frame 20ခုဖြစ်နေတယ်သူဒီဒါပါလဲဆိုလို့ရှိရင် slider 1နော် slider 1လို့နာမည်ပေးလိုက်ပါမယ်ပြီးရင်သူ့အောက်မှာဗာထည့်အောင်မလဲဆိုလို့ရှိရင်ဒီ bottom လေးထည့်အောင်မနော်အဲ့တော့ left angle right angle ယူအောင်မယ်နော်အဲ့တော့သူ့ကိုဘာလုပ်မလဲဆိုလို့ရှိရင်သူ့ကိုအပေါ်နည်းနည်းတိုးလိုက်မယ်နော်ဒီကို keyboard က F arrow key နဲ့နော်နည်းနည်းတိုးလိုက်ပါမယ်နော်ဒီ bottom လေးအတွက်နေရာယူအောင်လို့နော်နည်းနည်းတိုးလိုက်ပါမယ်ပြီးရင်ဒီမှာ test ယူလိုက်မယ်နော် test ကိုဒီအောက်မှာချလိုက်ပါမယ်သူဒီ1/5เนาะ1/5လို့ရေးလိုက်ပါမယ်ပြီးရင်သူ့ကိုဆက်လက်ပေးပါဖောင်းဆိုင်အနေနဲ့ဟောဒါ24เนาะ24အတိုင်းပဲထားလိုက်ပါမယ်ဒါကဘာလဲဆိုလို့ရှိရင်သေးနေတယ်ပေါ့เนาะသေးနေတယ်ဆိုတာကကိုကဒါcontrol minus နဲ့သေးထားလို့ပေါ့เนาะဒါ control plus နဲ့ပြန်ကြီးလိုက်တဲ့အနေထားပေါ့เนาะ1/5ပေါ့เนาะဒီတိုင်းလေးပဲထားလိုက်ပါမယ်ပြီးရင်left angle right angle ယူရပါအောင်မယ်เนาะတစ်ခုယူရင်ရပါတယ် rotate လဲလို့ရပါတယ်เนาะအဲ့တော့ action နဲ့က icon define နဲ့ကိုသွားပါပြီးရင်ဒီမှာ angle ဆိုပြီးတော့ရေးလိုက်ပါ angle ဆိုပြီးရှာလိုက်ပါဗောနော်အဲ့ဒါဆိုရင်ကိုကြိုက်တဲ့ angle ကိုတွေ့ပြီဆိုလို့ရှိရင် drag ဆွဲပြီးကို project တဲ့ကိုဆွဲခေါ်ပါပြီးရင်သူ့ကို rotate လှည့်မယ်နော်ပြီးရင်သူ့ရဲ့ side ကိုလောက်ထားမလဲဆိုလို့ရှိရင်50လောက်ထားလိုက်ပါမယ်နော်ပြီးရင် control D ကိုနှိပ်ပြီး copy ပွားပါမယ်နော်သူ့ကိုကဘာလုပ်မလဲဆိုလို့ရှိရင် left hand ကိုနော်ဒါ previous address ဆိုတော့နော်ဒါဆိုရင်တော့ရပါပြီပြီးရင်သူတို့သုံးခုကိုဆက်လက်ပြီးเนาะ right click နဲ့ add auto layout ကိုနှိပ်ပေးပါဒါဆိုရင်တော့သူတို့ရပြီပေါ့เนาะပြီးရင်ဘာလုပ်မလဲဆိုလို့ရှိရင် fade เนาะ background ထည့်ရပါမယ် fade ဒီသူတို့ဒီအမဲဖြော့เนาะအမဲဖြော့လေးပါပြီးရင် border radius နည်းနည်းကွေးမယ်เนาะ20လောက်ထားလိုက်ပါမယ်เนาะ20လောက်ထားလိုက်ပါမယ်အထက်ကအရောင်တွေဒီအဖြူရောင်เนาะအဖြူရောင်ဖြစ်တဲ့အတွက်သူ့ကိုဆက်လက်ပေးเนาะဒီမှာ fade အမဲအောင်ဖြစ်နေတဲ့နေရာမှာsorry เนาะ control Z နဲ့ပြန်လုပ်လိုက်ပါမယ်ဒီအထက်က angle လေးကိုဆက်လက်ပေးเนาะအခုနကအပြင်ဟွာကိုဆက်လက်ပေးလိုက်လို့ပါเนาะဒီမှာဆိုလို့ရှိရင် selection color ကနေလည်းပြောင်းလို့ရတယ်เนาะဒါအရှိမှလည်းတခြားပြောခဲ့ပါတယ်เนาะ fade နေရာမှာအဖြူပြောင်းလိုက်ပါမယ်เนาะပြီးရင်သူ့ကိုအလဲစနာကြကျင်တာเนาะsorry သူမဟုတ်ဘူးเนาะသူเนาะတခုမရတခုတကယ်လို့ကိုမှားနိုင်မိရဆိုကိုထိုးဆက်နဲ့ပြန်ခေါ်ပါเนาะ align horizontal center ဒါဆိုရင်သူဒီကိုယ့်ရဲ့ဒီ frame ကြီးရဲ့အလဲကောင်ကိုရောက်သွားပြီเนาะဒါဆိုရင်တော့တခုရသွားပြီเนาะနောက်ထပ်ထပ်ပြီးတော့เนาะထပ်ပြီးတော့ရေးဆွဲရပါအောင်မယ်အဲ့တော့ဒီ frame ထပ်ယူပါမယ်เนาะဒီ frame ရဲ့ size width ဒီ1440 height ဒီ8နှစ်ရှောက်เนาะဒါเนาะ frame เนาะ frame ကိုယူပါ width ကတော့ဒီတိုင်းရှာလို့ရတယ်เนาะwidth က1440เนาะသူနဲ့တူတူယူပါမှာเนาะသူ့ကိုဆက်လက်ပေး slider 1ကိုဆက်လက်ပေးသူဒီ1440 height ဒီ8နှစ်ရှောက်เนาะ height ဒီ
ရှင်းနေရှောင်းနော်သူ့တိုင်းယူအောင်ပါနော်ဒါကဘာလဲဆိုလို့ရှိရင် slider 2 slider 2ဖြစ်ပါတယ်နော် slider 2အတွက်ဆိုလို့ရှိရင်ဒီမှာ slider 2ဆိုတာရှိရသူ့ကိုဆက်လက်ပေး control C နဲ့ copy ကူးပါနော်ပြီးရင်ဒီမှာ control V နဲ့ရှာပါသူ့ကိုလည်းအပေါ်ကိုနည်းနည်းတိုးမယ်နော်သူ့အတိုင်းပေါ့နော်သူ့အတိုင်းနည်းနည်းတိုးမယ်နော် y ကသူက35နော်ဒီမှာသူ့ကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်သူဒီ y ကဒီမှာ35နော်ဒီမှာ89ဖြစ်နေတယ်35လို့ပြင်လိုက်မယ်နော်ဒါဆိုအပေါ်တက်သွားပြီနော်သူနဲ့အကွာဝေးချင်းတူတူပဲဖြစ်သွားပြီနော်ပြီးရင်ဒီ bottom လေးယူမယ်နော်ဒီ bottom လေးကို control C နဲ့ copy ကူးမယ်နော် control C နဲ့မရရင် control D နဲ့ကူးပါနော်နော်ဒါမျိုးလေး copy ကူးလိုက်ပါသူ့ကိုလည်း horizon နဲ့ကြာခြင်းဒီနော် align horizon တဲ့ဆိုတာလေးကိုတစ်ချက်နှိပ်ပါသူကဘာဖြစ်သွားမလဲဆိုလို့ရှိရင်2နော် 2.5 တော့နှစ်ခုမြောက် sorry သူကနှစ်ခုမြောက်ဆိုတော့ 2.5 လို့ပြင်ပါပြီးရင်နောက်ထပ်နော် frame တစ်ခုထပ်ယူပါ width ဒီ140နော်140 height ဒီ8နှစ်ရှောက်နော် height ဒီ8နှစ်ရှောက်သူဒီ slider 3ဖြစ်ပါတယ်နော်ပြီးရင်ဒီဘက်က slider 3ကိုနော်ဆက်လက်ပေးနော်ဒီမှာဆက်လက်ပေးပါ control C နဲ့ copy ကူးပါပြီးရင်ဒီမှာနော်ဒီ slider 3ကိုဆက်လက်ပြန်ပေး control V နဲ့ရှာပါနော်ပြီးရင်ဒီမှာနော်သူ့ကိုဆက်လက်ပေးကြည့်နော်ဒီအပေါ်ကကွာဝေးလေးသိချင်သူ့ကိုဆက်လက်ပေးဒီမှာ y နေရာမှာ35ဖြစ်နေရနော်သူ့ကိုဆက်လက်ပေးသူဒီမှာ89ဖြစ်နေတယ်35လို့ပြင်လိုက်ပါဒါဆိုရင်သူကသူ auto ပေါ့နော် auto သူကဒါအကွာဝေးအညီညီလေးပေါ့နော်အပေါ်ကဟာတွေနဲ့အကွာဝေးအညီပေါ့နော်ရမှာပဲဖြစ်ပါတယ်သူ့ကိုဆက်လက်ပေး control D နော် control D ကိုနှိပ်ပါပြီးရင် drag ဆွဲပြီးကိုရဲ့ဒီ slider 3ရဲ့ကိုဆွဲခေါ်ပါအလဲဆန္ဒကြရင် align horizon နဲ့ center ကိုတစ်ချက်နှိပ်ပါပြီးရင်သူက2ဖြစ်နေတယ်ဘာလို့ရမလဲဆိုလို့ရှိရင်3လို့ပြင်ရပါမယ်နော်ဒါဆိုရင်တော့ရပြီပေါ့နော်နောက်တစ်ခုခွန်လေးပေါ့နော်ဒါခွန်လေးနှစ်နော်ခွန်လေးနှစ်ဒါ9-8ဖြစ်နေရ9-8ဖြစ်နေနော်ဒါအပေါ်အောက်အကွာဝေးနော်သူ့ရဲ့အပေါ်မှာဒါ9-8ရှိရဲဆိုတဲ့သဘောနော်အဲ့တော့သူ့ကိုဆက်လက်ပြီးသူကခွန်လေးနှစ်ဖြစ်နေတယ်သူ့ကိုလည်း9-8လို့ပြင်လိုက်ပါဒါဆိုရင်သူအပေါ်နဲ့တက်သွားပြီနော်သူ့ကိုဆက်လက်ပြီးသူ့ကိုလည်း9-8လို့ပြင်လိုက်ပါမယ်နော်ဒါဆိုရင်ဒီအောက် bottom အကွာဝေးတွေဒါအတူတူဖြစ်သွားပြီနော်ပြီးနောက်ထပ် slider 4အတွက်နော်ဒီမှာ frame ထပ်ယူပါသူဒီ140နော်သူ့ကိုတစ်ချက်နှိပ်140 8နှစ်ရှောက်ဖြစ်တဲ့အတွက်သူ့ကိုလည်း140 8နှစ်ရှောက်လောက်ရပါမယ်နော်ပြီးရင်သူ့ကိုနာမည်ပြောင်းမယ်သူက slider 4ဖြစ်သွားပြီနော်နော်ဒီမှာ slider 4ကိုဆက်လက်ပေး control C ကိုနှိပ်ပါနော်ပြီးရင်ဒီ slider 4ကိုဆက်လက်ပေး control V နဲ့ရှာပါနော်ပြီးရင်သူ့အကွာဝေးကြည့်မယ်35သူ့က89ဖြစ်နေတယ်နော်35လို့ပြင်ပါမယ်နော်ပြီးရင်သူ့ကို control D နဲ့ drag ဆွဲပြီးယူပါနော်ပြီးရင်သူ့ကိုတစ်ချက်နှိပ်သူဒီ9-8နော် y 9-8ဖြစ်တယ်သူ့ကိုတစ်ချက်နှိပ်သူဒီ9-10ဖြစ်နေတယ်9-8လို့ပြင်မယ်နော်ဒါဆိုရင်ဒီအောက်က bottom နေနဲ့ဒါအကွာဝေးတူတူပဲဖြစ်သွားပြီနော်နော်အလဲဆန္ဒကြအောင်လို့သူ့ကိုတစ်ချက်နှိပ်ခဲ့နော်သူရောအလဲဆန္ဒကြလားနော်သူ့ကိုတစ်ချက်နှိပ်ပါနော်ပြီးရင်နောက်ဆုံးတစ်ခုနော်ဒါ slider 4ပြီးတော့ slider 5နောက်ဆုံးတစ်ခုယူပါမယ်ဒီအောက်က AWS တိုးနဲ့နည်းနည်းကတ်နေတာဖြစ်တဲ့အတွက်ဒီအောက်ကိုနည်းနည်းရွှေ့မယ်နော်သူတို့ဒီ
slider 4ဒီ140 8နှစ်ရှောင်းနော်သူဒီသူ့ကိုလည်း140 8နှစ်ရှောင်းလို့ပြင်ရပါမယ်နော်သူက slider 5ဖြစ်ပါတယ်ပြီးရင်ဒီဘက်ဘေးမှာ slider 5ကိုဆက်လက်ပေးပါ control C နဲ့ copy ကူးပါနော်ပြီးရင်ဒီ slider 5ကိုဆက်လက်ပေး control V နဲ့ရှာပါပြီးရင်သူ့ကိုတစ်ချက်နှိပ်ပါသူ့တော့ Y နော် Y 35နော်သူ့ကိုဆက်လက်ပေးဒီမှာ89ဖြစ်နေတယ်35လို့ပြင်ပါနော်ပြီးရင်သူ့ဆက်လက်ပေး control D နဲ့နော် control D ကိုနှိပ်ပြီးတော့ drag ဆွဲပြီးတော့ဖိပြီးတော့နော်ကိုယ့်ရဲ့ဒီ project တွေကိုဆွဲခေါ်ပါသူ့ကိုအလဲကောင်ရောက်ရှင် horizon နဲ့နော်ဒီ line horizon နဲ့ center ကိုတစ်ချက်နှိပ်ပါပြီးရင်ဒီ Y ကိုကြည့်လိုက်ပါဒီ Y ကဘယ်လောက်လဲဆိုလို့ရှိရင်9ရှင်နော်အဲ့တော့သူ့ကိုတစ်ချက်နှိပ်သူကခွန်3လေးဖြစ်နေတယ်သူ့ကိုလည်း9ရှင်လို့ပြင်ရပါမယ်ဒီအောက်အကွာဝေးလေးတူအောင်လို့နော်သူက 5,5 နော်သူက 4,5 နော်ဒါဆိုရင်တော့ဒါ slider လေးတွေရပြီပေါ့နော်အဲ့တော့ control minus နဲ့ပြန်သေးလိုက်မယ်နော်အကုန်လုံးမြင်ရအောင်နော်အဲ့တော့ဘာလို့ဖို့လို့လဲဆိုလို့ရှိရင်ဒီ slider တွေအကုန်လုံးကိုဆက်လက်ပေးရပါမယ်နော် slider 5ခုကိုဆက်လက်ပေးနော်ဒီ slider 5ခုလုံးကိုဆက်လက်ပေးပါဟိုဘက်ကိုနည်းနည်းရွှေ့လိုက် control sorryဒီဘက်ကိုနည်းနည်းရွှေ့လိုက်မယ်နော်အားနဲ့ကန်နေလို့နော်နော်ပြီးရင်သူတို့အကုန်လုံးကိုဆက်လက်ပေးနော်သူတို့အကုန်လုံးကို all ဆက်လက်ပေးပါပြီးရင်ဒီမှာနော် create component ကို10 minute ပါနဲ့သူ့ဘေးမှာနော် down angle လေးရှိပါတယ်သူ့ကို collision နှိပ်ပြီးရင် create component set ကိုနှိပ်ပါအဲ့ဒါဆိုရင်တော့သူတို့က component တွေအကုန်လုံးဖြစ်သွားပြီပေါ့နော်အဲ့တော့သူ့ကိုနာမည်ပေးပါမယ်သူဒီ slider ပေါ့နော် slider ဖြစ်သွားပြီသူကနော် slider ဆိုပြီးနာမည်ပေးလိုက်ပါပြီးရင်သူတို့ကို prototype အနေနဲ့ shape ပေးရမယ်နော်အဲ့တော့ control plus နဲ့ပြန်ကြီးပါမယ်နော်မမြင်ရလို့ပါနော်နော်ဒီမှာ prototype ကိုတစ်ချက်နှိပ်ပါပြီးရင်ဒီမှာ next cloud เนาะဒီ next cloud ကိုရအောင်ဆက်လက်ပေးเนาะဒီ bottom ကိုမဟုတ်ဘူးเนาะဒီအထက်က next cloud လေးကိုရအောင်ဆက်လက်ပေးပါဒီ next cloud ကိုရအောင်ဆက်လက်ပေးပါเนาะပြီးရင်သူကနေသူ့ကိုရှိတ်ပါဒီ next ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ on click လုပ်လိုက်တယ်ဆိုလို့ရှိရင်သူ့ကိုပြောင်းသွားမှာဆိုတဲ့သဘောเนาะဒီ animation နေရာမှာ smart animate ကိုရွေးလိုက်ပါเนาะဒါဆိုရင်တော့ရပါပြီเนาะပြီးရင်ဒီ previous ကိုတစ်ချက်နှိပ်เนาะ previous ကပါလဲဆိုလို့ရှိရင်ဒီ previous 1ကို previous နှိပ်လိုက်ရင်5ရောက်မှာเนาะအဲ့တော့သူကနေပြီးတော့5ကိုလှမ်းရှိတ်ရမယ်เนาะ5ထိကိုသွားပါနော်5ကိုရောက်တယ်ဆိုလို့ရှိရင်လွတ်လိုက်ပါเนาะ on click ပဲဒီမှာเนาะ smart animate ရွေးပြီးသားเนาะအဲ့တော့သူ့ကိုလွတ်လို့ရပါပြီဒါနံပါတ်1ကနှစ်ခုလုံးချိန်ပြီးသွားပြီเนาะအဲ့တော့နံပါတ်2မှာဆိုလို့ရှိရင်သူ့ကိုရအောင်ဆက်လက်ပေးနံပါတ်2မှာ next ကိုနှိပ်ရင်နံပါတ်3ကိုသွားဆိုတဲ့သဘောဖြစ်တဲ့အတွက်ဒီမှာ3ကိုရအောင်နှိပ်ပါเนาะ on click ပြင်စရာမလိုဘူးဒီ bus ခလုတ်ကိုနှိပ်တယ်ဆိုလို့ရှိရင်ဒါ1နံပါတ်2ဆိုတော့1ကိုသွားပါဆိုတဲ့သဘောเนาะအဲ့တော့1ကိုရအောင်နှိပ်ပါဒါ on click ပါเนาะပြီးရင်နံပါတ်3เนาะ slider 3ရောက်သွားပါပြီ slider 3ကို next နှိပ်ရင် slider 4ကိုရောက်ဆိုတဲ့သဘောเนาะ on click เนาะပြင်စရာမလိုပါဘူးပြီးရင်ဒီ previous ခလုတ်ကိုနှိပ်ဆိုလို့ရှိရင် previous ခလုတ်ကိုနှိပ်တယ်ဆိုလို့ရှိရင်ဒီနံပါတ်2ကိုရောက်ဆိုတဲ့သဘောเนาะ on click ပြင်စရာမလိုတော့ပါဘူးပြီးရင် slider 4เนาะဒီ slider 4မှာလည်းဒီ next ကိုနှိပ်ရင် number 5ကိုရောက်ဆိုတဲ့သဘောပါပြီးရင်ဒီ previous ကိုနှိပ်ဆိုလို့ရှိရင်ဒီ3ကိုရောက်ဆိုတဲ့သဘောเนาะဒီ5မှာဆိုလို့ရှိရင်5ကို next နှိပ်တယ်ဆိုလို့ရှိရင်ဒါ1ကိုရောက်ဆိုတဲ့သဘောเนาะ
5ပြီးရင်1ကိုပြန်ရောက်ဆိုတဲ့သဘောပါအဲ့တော့1ကိုသွားပါနော်ဒီမှာတော့1ကိုရောက်ပြီဆိုလို့ရှိရင်လွတ်လိုက်ပါနော်ဒီမှာ on click ပြီးရင်ဒီ5ကနေပြီး previous ကိုနှိပ်တယ်ဆိုလို့ရှိရင်4ကိုရောက်ပါဆိုတဲ့သဘောနော်အဲ့တော့4ကိုသွားပါ on click နော်ပြီးရင် design ကိုပြန်နှိပ်ထားပါဒါဆိုရင်တော့ဒီ slider လေးကိုကိုယ့်ရဲ့ project မှာယူသုံးလို့ရပြီနော်အဲ့တော့ control minus နဲ့ပြန်သေးလိုက်ပါမယ်ကို project ကိုသွားမယ်နော်slider ကိုဒီဘက်တိုးလိုက်မယ်နော်နော်ကိုယ့်ရဲ့ project လေးပါအဲ့ဒီထဲမှာမှဒီ component ထဲမှာနော်ဒီ slider ဆိုတာကိုလိုက်ရှာပါနော်ဒီမှာနော် slider နော် slider 1လည်းမဟုတ်ဘူးနော် slider ဆိုတာကိုလိုက်ရှာပါပြီးရင်ဒီကို project ထဲကိုထည့်ပါနော်ဒီမှာမဆန့်ဘူးပေါ့နော်ဒီကိုယ့်ရဲ့ဒီ slider ကကြီးနေတယ်ကိုယ့်ရဲ့ဒီ AWS ကိုယ့်ရဲ့ project frame ထက်ကြီးနေဆိုကို frame ဒီ AWS ဆိုတာကြီးကိုဘာလုပ်ရမလဲဆိုလို့ရှိရင်နော်ဒီ AWS ကိုဆက်လက်ပေးပါသူ့ကိုအောက်ကိုဆွဲရှာပါနော် frame ကသေးနေလို့နော်ဆွဲရှာပါပြီးရင်သူ့ကိုထည့်ပါနော်နော်ဒါဆိုရင်တော့အပေါ်နည်းနည်းတိုးလိုက်ပါမယ်နော်နော်ဒါဆိုရင်တော့ရပါပြီအဲ့တော့ control plus နဲ့ပြန်ကြည့်လိုက်ပါမယ်အဲ့တော့ prototype အနေနဲ့ကြည့်မယ်ဆိုရင် AWS ကိုဆက်လက်ပေးပါဒီမှာနော် prototype ကိုတစ်ချက်နှိပ်ပါဒီမှာနော်ဒါက desktop site ဖြစ်နေတာဖြစ်တဲ့အတွက် width ကိုနော် face width လို့ပြောင်းလိုက်ပါမယ်နော်ဒါဆိုရင်ကြည့်လိုက်ပါသူ့ဟိုပါတင်လိုက်တဲ့အချိန်မှာဒီမှာနော်နောက်မှာလဲပန်းရောင် effect ပါတယ်ဒီမှာ register for free ဖြစ်သွားတယ်လွတ်လိုက်မယ်နော်လွတ်လိုက်မယ်ဆိုလို့ရှိရင်လည်းနောက်ကနော် effect ပြောက်သွားတယ်ပြီးရင်ဒီမှာနော်မြားလေးပဲပုံနေတယ်ဟိုပါတင်လိုက်မှာသူ့ပုံစံအတိုင်းလေးဖြစ်သွားပြီနော်အဲ့တော့ဒီဒါကကတ်1ပေါ့နော်ဒီမှာနော်1နော်သူ့ကိုနှိပ်လိုက်မယ်ဒါဆိုရင်2ပြောင်းသွားပြီနော်2ပြောင်းသွားပါပြီနော်2ပြောင်းသွားပြီသူ့ကို next နှိပ်လိုက်မယ်ဒါဆို3ဆိုရင်ဒါ3ဖြစ်သွားပြီ4နှိပ်လိုက်မယ်ဒါဆို4ဖြစ်သွားပြီနော်5နှိပ်လိုက်မယ်ဒါဆိုရင်5ဖြစ်သွားပါပြီအဲ့တော့5ကို next နှိပ်ရင်1ရောက်သွားမယ်နော်မနော်1ပြန်ဖြစ်ပါတယ် previous ခလုတ်အလုပ်လုပ်လာကြည့်မယ်နော်1ကို previous လုပ်ရင်5ပြန်ရောက်ပါမယ်မနော်5ရောက်ပါတယ်5ကို previous နှိပ်ရင်4ရောက်ပါမယ်နော်ဒီမှာ4 3 2 1နော်1 previous ကို next button ကိုအလုပ်လုပ်ပါတယ်เนาะဒါဆိုရင်တော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲเนาะအားလုံးပဲကျေးဇူးပါ